ပြောဘလို့ဝစ်လာတော့ ဘာဖြစ်လဲ ဟာကျုံအခုဟာနေဟာမွေးနေ့ရှင်နဲ့တူနေလေ ဘာလဲမလာလို့လားငါဖြစ်တာဒါလို့တောင်းချုပ်ပြတာချင်းတော့မလေးလုံးကုန်နေနော် အော်ဟလာအဲ့စနေမွေးနေ့ရှင်ပါ Happy birthday အေးဟုတ်ပါဘူးနင်းကြောင့်ငါတွေယုံကုန်ပြီဟာညောလေပွဲတက်ဆိုသူများပွဲတက်ရတာနော်ကိုကသူများတက်တာနေလို့မရဘူးလေသူများပွဲတက်ပါဆို ငါတက်ပွဲမှာလည်းငါပဲလာရငါဝတ်ချင်လို့ငါပွဲထရမယ် ဟာအဲ့ဆိုကိုကပွဲစီစဉ်လိုက်ပေါ့လေခက်ဟာ မလာဘူးလားလို့ အဲ့လိုမပြောပါနဲ့ရှက်ချင်ပါလေဘသူပတ်တက်ရမယ်ဘသူမပတ်တက်ရအောင်ဆိုပြီးတော့ခွဲခြားဆက်ဆံတာမျိုးမရှိဘူးပြောရင်တိလား ဆရာလေးပြုံးဖို့နားမလည်နိုင်ပါဘူးယူအော်ဆရာလေးဘာဖြစ်တာလဲဘာဖြစ်တာလဲ ဆရာမထားနိုင်တော့ ဘယ်လိုဖြစ်တာလဲဆရာလေးရဲ့ ဆရာလေးဖက်နိုင်ပြန်စနေပြီနဲ့တူတယ် လေးပဲနာအဲ့ဒါဆိုဆရာလေးခဏစောင့်တော့ဆရာလေးအမရေအမအပြုံးကိုလေကိုကြီးအမတ်တစိတ်လေးပဲနာစိတ်နဲ့စိတ်ပြားလေးပေးပါအောင်အမရေစေးဘူးဖို့ကိုလေဆရာလေးအမြတ်ရဲ့အကျွေးစင်းနဲ့ထည့်ထားလိုက်နော်အော်ဆရာလေးရဲ့ခဏနေရာမှာမတွေ့လို့လေပြုံးမစိတ်ပူသွားပဲကဲရော့ဒီဆရာလေးလေးဘက်နာယောဂအမျိုးမျိုးဖြစ်တယ်ပိုးလေးဘက်နာတွေးလေးဘက်နာအရှိပြားလေးဘက်နာတွေတွေ့လဲတူကောင်းတယ်ပြီးတော့အစစ်လွတ်တွေရောင်ရမ်းကြိုက်ခဲတာယူရစ်အစစ်ပိုလို့ဖြစ်တဲ့ခေါင်းယောဂတွေတွေ့လဲတကယ်ကောင်းတယ်ကြီးပေါင်းယောဂအတွဲဆိုရင်လေဘေးတူဆိုချူမရှိဘဲနဲ့ယုံကြည်ကြည်တောက်တုံးလို့ရတယ်ဆရာလေးရဲ့ လေးဖက်နာဆိုတကယ်ပြောက်ဂုံကြီးစီးကိုတောက်ဆိုပြီးတော့လေဆရာမိတ်ဆွေဆရာကိုပြောဘူးလေပြုံးရဲ့ လေနောက်သားရှိယောဂဖြစ်နေတဲ့အပြုံးမိတောင်ဒါနဲ့ပဲတက်တာသွားတာ ဒါနဲ့အပြုံးဒီဆေးရည်နဲ့ဆေးပြားကိုဘယ်လိုတောက်ရမှာလဲယင် အော်စီးလေးရတော့လေတရက်ကိုလက်ဖက်စုံ9စုံတရက်ကို3ချိန်ကနေ4ချိန်တောက်လို့ရတယ်စီးပြားလေးကတော့မနေ့နဲ့ပြညနေနဲ့ပြတောက်လို့ရတယ်ဆရာလေးရဲ့ ဒါနဲ့ဆရာဒီဆေးကုန်ဘယ်မှာဝယ်ရမှာလဲယင် အော်ပြင်ရင်ကတော့လေအမတ်စမ်းစွဲမြင်းဆောင်နေနန္တာကုံရက်ကွဲတာယာကုန်းလန်အင်းစင်မြို့နယ်ရန်ကုန်မှာတွားဝယ်လို့ရတယ်ဒါပေမဲ့လည်းလေအမျိုးမျိုးအနေနဲ့မှာရှိတဲ့စိတ်တိုင်းတွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်ဆရာလေးရဲ့ ကျေးဇူးများတင်ပါတယ်ဗျာအခုလိုမျိုးအပြုံးလို့လေစိတ်ထားလာပြီးကိုငီတက်တဲ့ရွာသူတွေဟောဒီရွာမှာရှိလို့ဒီရွာကြီးကလှပနေတာအပြုံးရဲ့ ဟဲ့နေ့စီပန်လေးပွင့်နေပါလားမွေးနေတာပဲဒီနေ့တော့လေဆရာကိုချက်တဲ့ကြောင်းလေးဖွင့်ပြောတော့မယ်ရင်ထဲမှာမျိုးတိတ်မထားနိုင်တော့ဘူး ကျမရဲ့အဖေတကြီးကိုလည်းကျေးဇူးများကြီးတင်တယ်စာကြည့်တဲ့အခုလိုမြန်မြန်ဆက်ဆံပြီးသွားလိမ့်မယ်လို့မထင်တော့ဘူးလေရမင်းကျေးဇူးလည်းမကင်ဘူးဆရာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ။ဟောရပါတယ်ဆရာကလည်း ရှင်မကဲအားလုံးကိုနိဗ္ဗာန်တူခေါ်သွားပါမယ်ခင်ဗျာဒီနေ့ရာဒီတူလေးကတော့ကိုယ့်ဘက်ပါနေလို့အရန်ကိုပျော်ပြီးစိတ်လှုပ်ရှားနေပါတယ်ခင်ဗျာတွားနေတဲ့ fancy ပါတောင်ကအရင်နေ့ကတွားခဲ့တဲ့တောင်ထက်ပေအများကြီးပိုမြင့်ပါတယ်ခင်ဗျာဝေါဘလောက်တော့လာလဲဆိုကြည့်လိုက်ကြပါဦးခင်ဗျာအရှင်လဲနဲ့ปีရောက်သွားတယ်လို့ပါပဲဗျာအခုကြည့်နေတော့နောက်တစ်ခေါက်ပြန်သွားချင်စိတ်ပေါက်တယ်ပေါ့နော်အခုဒီမှာကြည့်ရအောင်အရန်လာအပြစ်မှာဆိုပို့ပြီးတော့လာပါသေးတယ်ခင်ဗျာ VNN နေများပတ်စံရှာတဲ့ပုံကတော့တောင်တန်းနဲ့အမြင့်ကြီးပေါ်မှာအခုလိုမျိုးကြီးလာဆောက်ထားရတယ်လို့ဗျာကိုဟာကိုမသိရင်တရုတ်ကားတွေထဲကလိုမျိုးရောက်သွားတယ်လို့ပါပဲဗျာကိုကတော့မီရှုမှုပြန်မတက်တော့ခြေချင်နဲ့လမ်းလျှောက်တက်ရပါတယ်ခင်ဗျာကဲမြက်ကတော့တောင်ထိပ်ကိုရောက်သွားပါပြီခင်ဗျာအခုကြည့်နေတဲ့သူတွေလည်းဘဝမှာတစ်ခေါက်လောက်တော့ဒီနေရာကိုတွားဖို့အတွက်မြက်တော့ comment ပေးပါရခင်ဗျာဒီတောင်ထိပ်ပေါ်မှာဆိုရင်နိုင်ငံပေါင်းစုံအလံတွေကိုလည်းထားပေးပါရခင်ဗျာအခုလိုအရန်လာတဲ့နေရာတွေရောက်ပြီဆိုရင်အရင်ဦးဆုံးအနေနဲ့အဖေနဲ့မေကိုတတိယမိပါရခင်ဗျာနောက်တစ်ခေါက်တွားရင်အဖေနဲ့မေကိုခေါ်သွားမယ်ဆိုပြီးစိတ်ကူးရှိပေမဲ့လေကားအသက်ဆင်အရန်နဲ့ကိုများတာကြောင့်အဖေနဲ့မေဒီဗီဒီယိုကြည့်ပြီးတော့ပဲနှစ်သိမ့်ပေးလိုက်ပါတယ်ဟောဒီစာပါမျိုးရဲ့ fancy ပန်တောင်လေးဟာဆိုရင်မြက် VNN နိုင်ငံမှာလဲဘူးသမျှတွေထဲမှာဆိုရင်တော့အကြိုက်ဆုံးသဘောကျဆုံးပါပဲခင်ဗျာဟောဒီယထာနီနီလေးနဲ့တောင်တက်တောင်ဆင်းလို့ရပါမယ်တဘာဝရှုခင်းကိုကောင်းကောင်းကြီးမခံစားရတာမို့လို့မြက်ကတော့ပြင်ပန်းခံပြီးချီချင်းဆင်းခဲ့ပါတယ်ခင်ဗျာကဲကျွန်တော်လည်းပြန်ခံနေနောက်ကရာတီဦးသူ့ကိုလည်းကြည့်လိုက်ကြပါအောင်ခင်ဗျာလာတော့ကနေတခြားစီဘာဆိုဘာမှမမြင်ရတော့ပါဘူးခင်ဗျာအဲကြောင့်ကျွန်တော်ပြောပါတယ် VNN နိုင်ငံရာတီဦးသူကသူ့မလိုပဲမူးမမှန်ပါဘူးလို့အချိန်နဲ့အမျှပြောင်းလဲနေတာမှန်ပါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီခေါက်တော့ကန်ကောင်းလိုက်ပါတယ်ကောင်းကောင်းယူမြင်ခဲ့ရပါတယ်အားလုံးဘိုင်ဘိုင်
ဟုတ်ပြီအဲ့စင်တော့အဲ့လိုမျိုးလေးလိုက်ရိုက်မယ်သူ့မျိုးတော့ခေါက်မယ်ဟုတ်ပြီနော်လာသမီးလေးတနာပါတယ်မမေရဲ့လက်သီးစာမိသွားပါတယ်အော်ကြီးကျင်နဲ့ဘူးများလဲလို့မင်းနဲ့မကိုကျွန်တော်စီလာလဲရလား လာလေတာမဟုတ်ဘူးဟဲ့နင်တို့လီများစီမှာပေါက်ချလာစောက်တာ ပေါချဆုတ်ချင်တော့ဘာများပါလေ ဟဲ့နင်တို့လေတထဲသမီးနဲ့ရလို့လက်ဖွဲ့ငွေအများကြီးရမှမှတ်တာအခုတော့350တောင်မပြေဘူးထွေး ။အော်အမရဲ့အဲ့လိုမပြောပါနဲ့။မင်္ဂလာဆောင်တော့ကလည်းသူတို့ပဲကုန်ကြခံထားရလေ။အခုကလည်းရင်းနှီးတဲ့သူတော့ပဲလာတာ။လက်ဖွဲ့ငွေအဲ့လောက်ရတာနဲ့တင်တော်တော့ပါပြီမကလည်း ဟိုဘာမှမကြားချင်ဘူးနင်မှာလက်ဖွဲ့ငွေတွေပြင်ဘာရတာရှိသေးလဲငါလိုချင်တယ်အမေတို့လိုချင်တယ်မလားလိုချင်တယ်ငါတို့သားမျိုးပေး ။မနဲ့မင်းတို့လောဘရင်တော်ကြပါတော့။ကျွန်တော်လူပြဖို့အောင်ကလည်းမင်းနဲ့မအောင်အများကြီးလုံကျိတ်ခဲ့ပြီးပြီလေ။အခုကျွန်တော်အိမ်ထောင်တယ်ဘွားရောက်နေပြီ။အမေအခုတူတူလေးလုံးလုံးမရတော့ဘူးမေရဲ့။အမရဲ့ဘီဘီလေးလုံးလုံးမရတော့ဘူးနော်။ အော်အမေမိမရပြီဆိုကြီးလေးတန်းထွက်နေပြီပေါ့မကြောက်တထဲတင်မိဘကိုမပေးချင်ကြားကိုလေစားမိဘကိုပေးထားမရတော့တုံးကချစ်မိဘကိုကြွရပြက်အဲ့လိုလည်းဖြစ်နေပြီနင်းနေမလေးရောက်နေကြပဲ ဘလို့မမတို့လမ်းခွင့်မယ်ဟုတ်လားဟိုနေ့ကပြောမမကိုချစ်တယ်ဆို အာဟိုနေ့ကချစ်တာလေအခုမချစ်တော့ဘူးဟာ ဟမ်မတငယ်ချင်းပြောဆိုပလေးပွားကြီးလားဘာလဲအခုမမကိုပလေးနေရလား ဟာထင်ရင်လို့ထင်တော့ဟာငါလိုချင်တဲ့မမပုံစံမျိုးဆိုတည်တည်ငြိမ်ငြိမ်ရင်းရင်းကြက်ကြက်မြန်မာဆန်ဆန်လေးလိုချင်တာဟာအခုကိုယ်လည်းပြန်ကြည့်အောင်ခလေးကလာနဲ့ငါပေါ်မှကြီးဖြစ်နေပြီ ဘာငါပေါင်းပါကြီးအေးနေမပြတ်နဲ့ငါပြတ်တယ်နော် ငါပဲပိုးလုံးပြက်သေးရဟာ အေးငါလည်းပြ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 မြည်သေးရဲ့ ငါလည်းပိုးလုံးပြက်သေးရဟာ ဟဲ့ကမအခုတော့ဖြစ်ပြီမလားညငါအတန်တမာထားကြားတဲ့နင်မဲတဲကွဲပြီးခုတော့အခုခေတ်ကလေရုပ်ပြီးချောတာပဲကြည့်လို့မရတော့ဘူးကဲတိတ်ငါတငယ်ချင်းလေးတနာပါဟဲ့ငါတ िश ူလေးတော့ဝယ်လိုက်အောင်မနော်ဟာမမထက်ဘာလို့ငိုနေရလဲယင်ဘာလဲကျွန်တော်အမနဲ့ရန်ဖြစ်ထားကြလို့လားယင် ဒီကင်းရဲ့မောင်လေးပဲနေမလေးကဘာဖြစ်ပါငါကောင်းလမ်းခွဲပါလို့ အရေးမမထက်တနာပါတယ်မမထက်စိတ်ထဲမှာလေအောင်ရင်ထားနေတော့တခါတည်းဖွင့်ချလိုက်တိလားအော်ငိုချင်ငိုပလိုက်ကျွန်တော်ကြက်လုံးရှိရတိလား ဟဲ့တငယ်ချင်းဒါနဲ့ကိုပြောစရာရှိလေ Oh my god နင်တို့ရဲ့ရပြူသူကလေဟောလိုက်တာဘယ်မလဲနေဟ home အဖြစ်နားမှာပဲမ quick တွေ့လားရှင်းမှာစပြီးစစားနေ ဘာစတာတော့ သင်ကောင်းစားလေ နင်တို့ရဲ့ house ကလေ small လိုက်တာအသက်ရှောင်ကြလာတယ်လို့ပဲ အမလီမရဲ့ရန်ကုန်မှာဆိုရင်လေဒီလိုတိုက်ခန်းကလင်များမြောက်တဲ့ဆိုတော်တော်လေးကိုကြံနေပါပြီနော် ငါမောင်ဒီမိမအကျုံးဆုံးတက်လိုက်တာနော်အဇီကို respect လည်းမရှိဘူးဘယ်မလဲငါအိုက်ခါအရန်ပြင်ပန်းနေ အော်အမအပေါ်ထက်မှာဗျ စိတ်ကိုတော်တော်လေးချိန်ထားရတယ်နော် ဟိုဆက်ထိန်သားနော်ဟမ်မဘလို့လဲအခန်းအဆင်ပြေရဲ့လား ပြေပါရဲ့အစတပတ်နေမလို့ပဲအခုကတရက်နှစ်ရက်ပဲ ရပါတယ်အမလည်းအမပြောတော့နေနော်တော့တခုခုလိုတာရှိရင်လည်းရောင်းမကိုပြောလေမိမချင်းဆိုတော့ပုံပွင့်လေးရှိတာပေါ့ ရှင့်မိမလေးပြောထားလိုက်အောင်အမနိုင်ငံချားမနေတာကြာလာပြီဆိုတော့မြန်မာစကားတိတ်မပြောတတ်တော့အဲ့ဟာတီးခံပေးလို့နော် ဟိုမှာရှင်းမှာမထော်မနှမ်းနေကိုပဲသွားအောင်လဲမသိ ရှမ်းမလေးတွေချော်တဲ့ပေါ်တယ်အေးချမ်းလာတဲ့ချမ်းနေဝဲရှမ်းမလေးတွေချော်တဲ့ပေါ်တယ် မအော်စောင့်နေကြပြီလား မကြပါဘူးဟမ်သူတို့တွေက ဘယ်လိုကျင်းနေလဲ ဟာမလည်းမနဲ့မောင်နဲ့နှစ်ယောက်တည်းသူတွေ့ချင်လို့ချိန်ပါဆိုတော့သူတို့ဘာလို့ပါလာတော့ မောင်ကမကိုချိန်နေမတကယ်ချင်းတွေကိုချိန်ပြီးတော့ခေါ်လာတယ်မောင်ကလေစကားပုံတော်ရှိရလေအစားကောင်းတောက်ကောင်းစားရရင်တဲ့ကိုချရတဲ့တူတတိယပါတဲ့အဲ့ဒါခေါ်လာဟုတ်တယ်နော် ဟုတ်တယ်ပြီးရရှိလဲကြည့်ဦးပါလေ စားလို့ဝယ်ဦးမှာနော် အေးကြားရမလားမောင်လုံးလုံးတွေလေဘာမှတွေးမနေနဲ့ဘိုက်ထိမယ်လာပါမောင်ရွေးလာတကယ်ချင်းစားစမယ်လားလာ ဟဲ့ဟိုမှာမနေ့ဖတ်နေတယ်အဲ့စားမယ် အေးငါလည်းစားချင်တယ် အာမစားချင်ပါဘူးငါတချမ်းနေရသွားချင်တာအောင် ဆောင်းလို့နေရပဲ ပြောကဲနင်တို့ဖက်တယ်မင်းဆိုရင်ငါလည်းဖက်တယ်မင်းပဲယေးလာပါမောင်ရဲ့တကယ်ချင်းနေချင်းတော့ငါပါလာလို့
真的发他们，不是会发他们，好厉害哟喏。 ကဲမအောင်ဘာမှလည်းပြောမတော့လေကြက်ကြော်ဖက်တမင်းလေးပဲစားလိုက်တော့မယ် တော်ပြီမစားချင်ပါဘူးစားချင်စိတ်လည်းဇက်မှမရှိဘူး မောင်ရဲ့ကလေးမဆန်စမ်းပါနဲ့ဒီမှာမနုဖက်တမင်းဆိုင်ပါလေတငယ်ချင်းတွေအမြဲတမ်းလာစားနေကြအရန်စားကောင်းတာမောင်เนี่ยအခုမှလာဆုံးလို့ကဲမှားပါလို့ဘာမှလည်းပြော တော်ပြီလို့မစားဘူးလို့ ကဲဒါဆိုလည်းမောင်စားမပဲမှာပေးလိုက်တော့မယ်အမဲနဲ့ဖက်တမင်းလေးနဲ့စတော်ဘယ်ရီဖြော်ရည်လေးတော့တောင်းလိုက်ဟုတ်ပြီလားကဲစားကြတငယ်ချင်းတို့ဟဲ့လုံရင်လည်းထပ်မအောင်တော့ဟုတ်တာငါမောင်ချင်းလေးပဲသိလားစားမစားပြရ ကဲအစားကတော့ item ခံပြီးတော့မစားဘဲနေမလို့ပဲသူတို့ကကိုယ့်ရှိမှအားရပါရစားပြနေတော့ကိုလည်းစားကြည့်လိုက်တာ wow တကယ်ကိုဟောဒီကမန်နူဖတ်သမင်းဆိုင်မှာလေကျက်နဲ့ဖတ်သမင်းအမဲနဲ့ဖတ်သမင်းပစုံမွေးဖတ်သမင်းကြက်ကြော်ဖတ်သမင်းတွေကလေအရတောင်ချီမီကွိဗျာအော်မေ့နေတာကြက်သားတံပေါက်ကလည်းရသေးတာတဲ့နော်အဆက်အဟက်တဲ့အောင်တော့အချို့ပွဲဖာလူဒါနဲ့စတော်ဘယ်ရီဖြိုရရလေရသေးတာဆိုတော့ so good ဟောဒီကမန်နူဖတ်သမင်းဆိုင်မှာလေဘာကာနဲ့တင်ဆန်းလေကောင်းတယ်ဆိုပြီးတော့မဲမင်းကြီးမတို့ကပြောသေးတာဗျာကဲဗျာစားလိုက်ပုံကတော့နင်းနိုးမဟုတ်ဘူးအားရပါရောက်မျိုးနေတော့တာကဲကျွန်တော်တို့အဖွဲအကြိုက်တွေ့နေတဲ့ဟောဒီယာမန်နူဖတ်သမင်းဆိုင်ရဲ့လိပ်စာလေးကတော့မန္တလေးမြို့89လမ်း30လမ်းနဲ့32လမ်းကြားမှာပါနော် 太熬了，熬了。来喂，哎，来回来，呀，打好了呢？哎，对呢，哎，把个店名字啊，把每个信息讲的。哎， မောင်စားပြီးတော့ရအောင်နော်ငယ်မပြောချင်လို့ကြည်နေတာနော်မိုက်တကယ်ချင်းတွေတော့ပြဿနာထပ်ဆံမယ်မကြံနဲ့ မဟုတ်ပါဘူးနောက်တစ်ပွဲလား ဟဲ့ထုံမိုးနေနဲ့ဒါဘယ်တော့ ဟောတော်လေးကလည်းတွားတော့မယ်လေနှုတ်ဆက်ခဲ့ပါရဲ့နော် လို့လှုပ်ဆက်ခဲ့ပါလေငါတို့တော့အတော်နဲ့နေရတာကိုမပြောလို့လားရင်အတော်ပူညာပြောတာကိုစိတ်ညစ်လို့လားပေါ့စပါစီလောက်တာကိုစိတ်ညစ်လို့လားလို့ပြောပါငါတို့ရဲ့ငါတို့တော့အတော်ကပြောတယ်ဆိုတာကလေငါတို့ကိုကောင်းစေချင်လို့ပါစိတ်ညစ်စေချင်လို့မဟုတ်ပါဘူးပြီးတော့တကိုယ်လေးတမဖြစ်တဲ့အတော်ကလေငါတို့လည်းမရဘူးပဲအဖော်လေးပြုတ်ပြီးနေရလေငါတို့တော့တွားရမယ်ဆိုအတော်ကဘယ်လိုလုပ်စိတ်ကောင်းပါလဲငါတို့ရဲ့ အော်တော်လေးရဲ့တားတို့တွားတော့မယ်ဆိုတာလေပြန်မလာတော့လို့ပြောတာမဟုတ်ဘူးတော်လေးကိုပြောဖူးရလေတားတို့လင်မယားနဲ့ဟန်နီမွန်းထွက်မယ်လို့ပြောရလေတော်လေးကလည်းအပြူကြီးပြီးသားလိုက်တာသွေးတွေလွန်နေရောပဲ ဟန်နီမွန်းထွက်မယ် အဲ့လေ ဘယ်ကိုထွက်ကြမှာတော့ ဟောတော်လေးအဝေးမဟုတ်ပါဘူးတော်လေးစီတာရောက်နေလေတားတို့လင်မယားနှစ်ယောက်ကရန်ကုန်မြို့ပေါ်တော့ရောက်ဘူးတာမဟုတ်ဘူးအဲ့ဒါဟန်နီမွန်းအနေနဲ့အဲ့ကိုပဲတွားကြမလို့မြို့ပေါ်တက်မလို့ ဟဲ့နင်တို့လည်းမင်းနှစ်ယောက်ကအခုနေတဲ့တန်လင်းတော့နှောက်မတွားတတ်တဲ့ဟောက်မြို့ပေါ်တွားမယ်ဆိုတော့မြင်းသားမကူတတ်လို့လေမော်တော်ဘီကန်ဖန်ခံနေအောင်မယ်နော် ဘာမှစိတ်မပူနဲ့ဟောဒီမှာ Visit 77 application ရှိတယ်သူကလေရန်ကုန်မြို့ကြီးရဲ့ level ဇာတွေအပြင်စားတော့ဆိုင်တဲ့ hotel တွေကိုလိပ်စာမြေပုံ Google Map နဲ့အတိအကျတွဲလက်လမ်းညွှန်ပေးထားမှာမလို့ရှားဖွေရသွားလာလွဲကူတယ်တော်လေးရဲ့ နေပါဦးနင်ကဒါတွေကိုဘယ်လိုလုပ်သိနေရတော့ အော်အဲ့ဒါလားဟိုးရင်တော့သူငယ်ချင်းနေနဲ့လေပကံအတူတူတွဲလေတော့က Visit 77 application ကိုသုံးပြီးတော့ပဲအဆင်ပြေပြေရှောက်လိုက်ခဲ့ကြတာအခုဆိုရင်လေ Visit 77 application လေမြန်မာတနိုင်ငံလုံးရှောက်လေလို့ရတဲ့နေရာတွေမှန်သမျှအကုန်လုံးလမ်းညွှန်ပေးထားတာမို့လို့အဆင်ပြေပြေရှောက်လေလို့ရတယ်တော်လေးရဲ့ မဲနင်ကဒီလိုကြတော့လေတဲဟုတ်နေပါလား ဟုတ်နေရမယ်လေတော်လေးကလည်းအခုစင်မြန်မာနိုင်ငံတင်မကတော့ထိုင်း VN စင်ကာပူတို့လိုအာဆီယံနိုင်ငံတွေမှာလည်းအသုံးပြုလို့ရတယ်အခုလက်ရှိ application မှာဆိုရင်လေထိုင်းမြန်မာအင်္ဂလိပ်တရုတ်ဆိုပြီးတော့လေဘာသာစကားလေးမျိုးနဲ့အသုံးပြုလို့ရတယ်တော်လေးရဲ့ ဟဲ့ဒါဆိုရင်ဒေါ်လေးတို့နိုင်ငံခြားတော်လို့ရှိရင်စစ်နိုင်ငံနိုင်ငံမဖြစ်တော့ဘူးပေါ့ အေးဘောအခုနားလေတဲ့ဘာသာစကားနဲ့အသုံးပြုပြီးရှောက်လေရုံပဲမဟုတ်ပါဘူးတော်လေးလိုပြိုကျအိမ်ထဲအိမ်ပြင်တော်ထွက်တာမဟုတ်ဘဲနဲ့ဘယ်ကိုရှောက်လေအောင်မှာတော့ဒီနေ့ကတော့ဒါကျွန်တော်တို့ရဲ့မိသားစု family စုတောင်ညဝတ်ပြုတ်ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မိသားစုတွေကတော့ဒီလိုမိဖို့အောက်မှာပေါ့နော်အားလုံးညကြရင်ဝတ်ပြုတ်ကိုးကွယ်လေးရှိပါတယ်ခင်ဗျာခင်ဗျားတို့အိမ်မှာရောဝတ်ပြုတ်ကိုးကွယ်ကြပြီလားအားလုံးကောင်းတော့ညပါခင်ဗျာတာပြောရှင်တော့နေ့တယောက်ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ